ဒီနေ့ကဖွားဖွားကြီးကိုလင်ဝင်းလိုက်ပို့မှာဖြစ်ပါတယ်အဲ့တော့အင်ကြီးလေးအောက်ကအင်ကြီးကတော့ဘန်ကောက်ကဦးနဲ့တော်တော်ရဲ့စပွန်ဆာဖြစ်ပါတယ်အပေါ်အင်ကြီးကတော့ online ဝယ်ကဲဒီတော့ရပါပြီခြေစုပ်ကိုရှိုးလာတော့က sexy ပဲဒီစိတ်ကိုစတိုင်နဲ့မလိုင်းနဲ့တောင်းမယ်ဆိုစဉ်းစားထားပေမဲ့အင်ကြီးကမတော်တော့ခါတော့ပါတော့တော့ဂျင်းအင်ကြီးလက်ကဒီရောက်နေပြီအရှင်နေပြီသွားရတော့မှာအလွမ်းတယ်နဲ့တစ်လလောက်ဆောင်အောင်နော်တစ်လနေပြန်လာမှာ ว่าตลาดนี่จะลามาเลยมันเลยตะมีเลยไอ้ตะมีเลยရင်းရနော်ဘာဟာဒူဝါလီ ว่าเสียงပြေတာမ ဟာ လို့ ဒူဝါလီလုံးဝလည်းမနိုးအော်လည်းမအော်ဘူးလမ်းဆောင်ရကြိုက်နော်ဆောင်းမှာဘွေပါလားမသိဘူး พูดได้ดูได้တွေ့ရပြီပေါ့နော်မိသားစု3ရက် ကူညီပေးမဲ့သူမရှိတော့ဘူးဆိုတော့နော်ဘယ်လိုခံစားရလဲ စိတ်ညစ်လိုက်တာ ငါအိမ်လေးလုပ်ပြီးကဲဒါဆိုအိမ်ပြန်မယ်ကွာအိမ်ပြန်မယ်ငိုပြီတော့အင်ဂျယ်အိမ်မှာပဲကျေတာအင်ဂျယ်ပြင်ရောက်ပြီဆိုလို့ရှိရင်တာမထွက်ဘူးတောက်ချက်အိတ်တာအိမ်မှာတိတ်တဲ့ခါကျလို့ရှိရင်မအိတ်ဖဲနဲ့အဲ့လိုမျိုးငိုနေရကြီးကြဆိုလို့ရှိရင်ကားပတ်မောင်းပေးရမှာနော်မအိတ်တဲ့အချိန်တွေကိုကားပတ်မောင်းပေးဆိုရှင်โอเคပါလိမ့်မယ်